ကောဇာတက္ကရဲ့103ခုနှစ်ကဆုံလပြည့်နေ့ဖြစ်ပါတယ်။တရားအလောင်းတော်ဟာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနို့ဆုံးကိုဖုံးပေးပြီးနေရန်ကရာမြစ်ကမ်းရဲ့အင်းကြီးတာယာတဲ့အင်ကျေးဥယျာဉ်မှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေကျမ်းမှာတော့ဘောဓိပင်ကိုကြွမြန်းတော်မူလို့သုရိယမောင်စင်ရဲ့မျက်စိစုပ်ကိုအလှခံတော်မူပြီးဖျားမဖြစ်သမျှငါမထတော့အံ့လို့အဋိဌံပြုလို့ထက်ဝယ်ဖွဲ့ခွေနေထိုင်တော်မူရာမှာယမတရားနတ်အများတို့ဟာဘုရားဖျားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်။အဲဒီလိုနေထိုင်တော်မူပုံကိုမြင်ရလို့ဧကံမုတ်ချဖျားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်။အဲဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့က12ယူဇနာလက်ဝဲလက်ရာ12ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစัจ java လာ